ယနေ့ကဘာဟာတိုးတက်လာတဲ့နိုင်ငံတွေတဖြည်းဖြည်းများပြားလာပြီးဆင်းရဲဒုက္ခမှလွတ်မြောက်ဖို့ကြိုးပမ်းနေတဲ့နိုင်ငံတွေလည်းတိုးတက်များပြားလာတယ်လို့ဒီလိုပြောနိုင်ငံနဲ့နိုင်ငံတိုင်းလူမျိုးတိုင်းဟာတိုးတက်ကြီးပွားဖို့ဆိုတာကိုနေ့စဉ်နဲ့အမျှကြိုးစားလာကြလူသားတွေရဲ့အသုံးဆောင်ပစ္စည်းတွေဆိုတာလည်းတနေ့တခြားများပြားလာမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ဆင်ခြင်သုံးသပ်ကြည့်ရင်ပဲလူသုံးကုန်ပစ္စည်းတွေရဲ့တိုးတက်များပြားလာမှုဟာအလွန်ထင်ရှားလာလူတိုင်းလိုအပ်ချက်တွေဖြည့်ဆွတ်ဖို့ဆိုပြီးလုပ်ငန်းတွေလုပ်ကြရတယ်တိုးတက်လာတာဟာရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကမကောင်းဘူးလားလို့ဆိုကောင်းပါလူတွေဟာသွားရေးလာရေးနေထိုင်ရေးမှာတက်တောင့်ရှိလာကြဆက်သွယ်ရေးတွေလည်းလွယ်ကူလာကြတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်တိုးတက်လာတဲ့အခြေအနေတစ်ခုရုပ်ပိုင်းဆိုင်ရာတိုးတက်မှုဟာအလွန်နှင်းမြန်တဲ့အဟုန်နဲ့တိုးတက်နေလို့လူတွေရဲ့အသုံးဆွဲပစ္စည်းတွေဟာနေ့စဉ်စားဝတ်နေရေးမျှတာမကလူတွေမှာမဖြစ်ဆိုတဲ့ပစ္စည်းတွေဟာတနေ့တခြားပေါ်များလာတယ်ပေါ့နော်ရှင်းတော့ကတော့မဖြစ်ဆိုတာဟာစားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမမာရဲ့ဆေးဝါးဓာတ်စားလို့ဒီ၄မျိုးလောက်သာလူတွေမှာမဖြစ်ဆိုတာမျိုးရှိအခုကစားစရာရှိပြီးတဲ့နောက်မှလည်းမလုံလောက်သေးဘူးနေစရာရှိပြီးတဲ့နောက်မှလည်းမလုံလောက်သေးဘူးဝတ်စရာရှိပြီးတဲ့နောက်မှလည်းမလုံလောက်သေးဘူးမကြမ်းမမာဆေးဝါးဓာတ်စားကုစားဖို့ရှိုံနဲ့လည်းမလုံလောက်သေးဘူးလောကမှာခေတ်မီတိုးတက်လာတဲ့လူသုံးကုန်ပစ္စည်းဆိုတာတွေနဲ့လူတွေဟာမဖြစ်ပစ္စည်းတွေတော်တော်ကိုများပြားလာသည်နဲ့အမျှလူတွေဟာနေ့စဉ်နဲ့အမျှပိုမိုပြီးတော့အလုပ်တွေလုပ်လာကြသည့်အတွက်ကြောင့်ကျိုးပန်းအထောက်မှုတွေများပြားလာပြီးချမ်းသာတဲ့လူတွေကအလွယ်တကူလူသုံးကုန်ပစ္စည်းတွေမဖြစ်ပစ္စည်းတွေရနိုင်တော့လဲမဖြစ်စေနိုင်သေးတဲ့ဆင်းရဲမွဲတေတဲ့ပုဂ္ဂိုလ်မျိုးတွေကြတော့လက်လမ်းမမီတာမျိုးရှိလာဆိုလိုတာကဆင်းရဲသူနဲ့ချမ်းသာသူကွာဟချက်တဖြည်းဖြည်းကြီးမားလာတယ်ဆင်းရဲသူနဲ့ချမ်းသာသူတို့ရဲ့နှစ်ဦးကြားမှာကြီးမားတဲ့ပွဲပြားခြားနားမှုကြီးgap လို့ခေါ်တဲ့ဟာပေါ့နော်အဲ့ဒါကြီးဟာကြီးမားလာတယ်ပေါ့အဲ့ဒီကြီးမားလာတာကိုအကြောင်းပြုပြီးတော့ယနေ့ကဘာမှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေနဲ့ဆင်းရဲမွဲတေတဲ့ပုဂ္ဂိုလ်တွေဆင်းရဲမွဲတေတဲ့ပုဂ္ဂိုလ်ကအများစုချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ကအနည်းစုအဲ့တော့ဆင်းရဲမွဲတေတဲ့ပုဂ္ဂိုလ်ကသူများတကာလို့ချမ်းသာဖို့ဆိုတဲ့လိုချင်ဆန္ဒတွေမပြည့်ဝပဲနဲ့ပို့ပြီးတော့လိုချင်မှုတွေအားကောင်းလာအဲ့ဒီလိုချင်မှုရဲ့နောက်ွယ်မှာဘာတွေဆက်တိုက်ဖြစ်လာတော့ဆိုလိုချင်တာမရသည့်အတွက်ကြောင့်စိတ်ဖိစီးခံစားမှုတွေဖြစ်ပေါ်လာမလိုမုန်းတီးတဲ့ရှင်တွင်းခံစားမှုအမုန်းတရားတွေလည်းပဲကိုမုန်းတာကအစမလိုမုန်းတာမှုတွေဆိုတဲ့ဒေါသတရားတွေကလည်းပဲကြီးပွားလာကြီးထွားလာလောဘကြီးလာတာနဲ့အမျှဒေါသဆိုတာလည်းကြီးထွား
လောကကြီးမှာဒါသဘာဝတရားပဲလောဘတွေကြီးလာလို့လောဘရဲ့အလိုချမဖြည့်စည်းနိုင်ဘူးဆိုလို့ရှိရင်ဒေါသဆိုတာမျိုးဟာဖြစ်ပေါ်လာမြဲတာဖြစ်တယ်ပေါ့အဲ့ဒီဖြစ်ပေါ်လာတဲ့ဒေါသတရားတွေကြောင့်ငြိမ်းချမ်းမှုဟာတဖြည်းဖြည်းရုပ်လျော့ပြက်ပြားလာပြီးလူတွေရဲ့အန္တရာယ်ကင်းမှုငြိမ်းချမ်းမှုဆိုတာဟာလျော့ပါပြီးတော့လာအန္တရာယ်တွေပေါ်များလာတယ်ကမ္ဘာလောကကြီးမှာရာဇဝမှုတွေတဖြည်းဖြည်းထူပြောလာတယ်ဆင်းရဲသူနဲ့ချမ်းသာသူကွာဟချက်ကြီးမားလျာလေလေဒီလိုအနေထားတွေဟာများပြားလာလေလေဖြစ်လာတတ်တယ်အဲ့ဒီတော့လောကလူသားတွေလိုအပ်ချက်တွေများလာတာဟာအပြစ်တင်စရာတော့မဟုတ်ဘူးကြိုးစားအထောက်ကြလို့လိုအပ်ချက်တွေများလာအဲ့ဒီများလာတဲ့အပေါ်မှာလက်လန်းမမီတဲ့ပုဂ္ဂိုလ်တွေရဲ့လောဘကြီးထွားမှုဖြစ်ပေါ်လာဒေါသတွေဟာနောက်ဆွဲရနေပါလာတတ်ကဘာကြီးကငြိမ်းချမ်းမှုပျက်စီးပြီးတော့အန္တရာယ်တွေနဲ့ကြုံတွေ့လာကြရတယ်ဒါလောကရဲ့ဖြစ်စဉ်ခဏလဲအဲ့ဒီအသွင်မျိုးကိုတွေ့မြင်နေကြတွေ့မြင်နေရသည့်အတွက်ကြောင့်ဒီကြီးမားလာတဲ့ကွာဟချက်ကြီးတစ်ခုနိုင်ငံတကာမှာအမြောင်မြင်ရှိတဲ့ပုဂ္ဂိုလ်တွေကကြီးမားတဲ့ကွာခြားချက်ကြီးကိုလျော်ပါစေဖို့ဆိုပြီးတော့စီမံချက်တွေချပြီးတော့ဆောင်ရွက်ကြ poverty alleviation ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုပြီးတော့ကြိုးပမ်းအထောက်မှုတွေလုပ်လာဒီပြဿနာတွေရှင်းဖို့ပဲအဲ့တော့ဆင်းရဲမွဲတေမှုပပျောက်ရေးကြိုးစားအထောက်ဖို့အမတန်မှလိုအပ်တဲ့အချက်ဖြစ်တယ်သို့တော့ဆောင်ရွက်ပုံဆောင်ရွက်နည်းကချမ်းသာကြွယ်ဝသူနဲ့ဆင်းရဲမွဲတေသူတွေဒီနှစ်ဦးရဲ့ကွာခြားချက်ကွာဟနေတဲ့အချက်ကိုဘာနဲ့ပေါင်းကူလုပ်ပေးမလဲဆိုတဲ့စီမံချက်ကတော့အလွန်အရေးကြီးတဲ့စီမံချက်တစ်ခုဖြစ်တယ်။မှားယွင်းတဲ့စီမံချက်နဲ့လုပ်မယ်ဆိုလို့ရှိရင်ပြဿနာတွေပို့ပြီးတော့တက်လာနိုင်စရာရှိတယ်။မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့တဖြည်းဖြည်းကျော်ပါသွားတဲ့နိစနစ်တွေလူတိုင်းစာဝန်နေရေးတွေအစဉ်ပြေးလာအောင်လူတိုင်းကျမ်းမာရေးအတွက်ဖူလုံလာအောင်မပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာမိသားစုဘဝမှာပြည့်စုံလာအောင်လုံခြုံလာအောင်ဆိုတာမျိုးဟာချမ်းသာတဲ့ပုဂ္ဂိုလ်တွေပါဝင်ပြီးတော့နိုင်ငံအုပ်ချုပ်တဲ့အစိုးရတွေကပါဝိုင်းဝန်းပြီးတော့မေတ္တာတရားလွှမ်းခြုံထားမယ်ကရုဏာတရားအခြေခံထားပြီးတော့ဆောင်ရွက်မယ်ဆိုလို့ရှိရင်ဒီကွာဟချက်ကြီးဟာကြောင်းမဲ့ဖွယ်ရာကောင်းတဲ့ဘေးဆိုးကြီးတစ်ခုလို့မရောက်စေပဲနဲ့အစဉ်ပြေချုံးမွေ့သွားပြီးကွာခြားနေတော်လည်းပဲထိုကဲ့သို့ကွာဟချမ်းသာနေတော်လည်းပဲတဦးနဲ့တဦးလက်တွဲညီညာမျှဝေခံစားတတ်လာပြီဆိုလို့ရှိရင်တော့ဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးအစဉ်ပြေပြီးငြိမ်းချမ်းတဲ့ကမ္ဘာမျိုးဖြစ်လာမှာလို့မျှော်လင့်ရဒါဖြင့်အဲ့ဒီကွာဟချက်တွေကိုဖြစ်စေနိုင်ဖို့လို့ဆိုတာဟာအရေးကြီးဆုံးကတော့လောကလူတွေရဲ့ပစ္စည်းတွေကိုအကုန်ဖြည့်ပြေးုံနဲ့လုံလောက်သလားဆိုမလုံလောက်ဘူးတရားလောဘဆိုတာအဆုံးသတ်တယ်လို့မရှိဘူးချမ်းသာတဲ့လူကလည်းပိုချမ်းသာခြင်းနဲ့ဆင်းရဲတဲ့လူကလည်းချမ်းသာခြင်းနဲ့ချမ်းသာလာလို့ရှိရင်လောဘဟာရပ်တန့်သွားမလားဆိုမရပ်တန့်ဘူးဒီတည်းပိုချိုးချမ်းသာဖို့ပဲကြိုးစားတရားရည်ရဲ့ဆန္ဒကို
ဒုက္ခိဒုက္ခံပတ္တယတိဆင်းရဲတဲ့ပုဂ္ဂိုလ်ကလည်းဒုက္ခကိုမျှော်လင့်တာပဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကဒုက္ခကိုမျှော်လင့်တယ်ဒုက္ခိဘေယောပိအစ္ဆတိချမ်းသာဒုက္ခရထားတဲ့ပုဂ္ဂိုလ်ကလည်းပိုးပူချမ်းသာဖို့မျှော်လင့်တယ်နှစ်ဦးလုံးဟာမျှော်လင့်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီမျှော်လင့်ချက်တွေမဖြည့်ဆည်းနိုင်ဘူးဆိုလို့ရှိရင်တော့လောကကြီးဟာဆင်းရဲတွင်ကိုကဘာကြီးဟာ6ကဘာကြီးအတွင်ကြာရောက်ပြီးတော့ငြိမ်းချမ်းမှုတွေယိုယွင်းပျက်စီးလို့တခဏတာများကြုံရတဲ့လူဘဝကြီးဟာအတိတ်ကကင်းမဲ့ပြီးဆင်းရဲဒုက္ခနဲ့ကြုံသွားနိုင်တယ်အဲ့ဒါကိုဖြေရှင်းနိုင်တဲ့အခြေခံကစတဲ့တခုတည်းသောနိလန်းဟာမေတ္တာတရားပဲဖြစ်တယ်ချမ်းသာတဲ့ပုဂ္ဂိုလ်ကလည်းဆင်းရဲတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမေတ္တာထားနိုင်မယ်မေတ္တာဆင်းရဲသားတွေကလည်းချမ်းသာတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမေတ္တာထားနိုင်တဦးနဲ့တဦးဒီနှစ်ခုချာအလွန်ကွာဟနေတဲ့ချီးမားလာတဲ့ gap ကြီးကိုအပြန်အလှန်နားလည်မှုတွေနဲ့ချမ်းသာတဲ့လူကိုမှီပြီးတော့ဆင်းရဲတဲ့လူကလည်းစာဝတ်နေရေးပြည့်စုံလာမယ်ဆင်းရဲတဲ့လူဟာချမ်းသာတဲ့လူကိုမှီပြီးတော့ပြည့်စုံလာသလိုပဲချမ်းသာတဲ့လူကလည်းဆင်းရဲတဲ့ပုဂ္ဂိုလ်တွေနဲ့လက်တွဲညီညာလောက်ကံရသဖြင့်မိမိတို့ရဲ့ချမ်းသာကြွယ်ဝမှုဟာတိုးတက်လာမှာဖြစ်တယ်တဦးနဲ့တူမေတ္တာချင်းဖလှယ်ပြီးတော့လက်တွဲညီညာသွားမယ်ဆိုရင်အစမပြေတဲ့ကဘာကြီးအနေအမြင့်ဖြစ်နေတဲ့ကဘာကြီးဟာငြိမ်းချမ်းသာယာလာနိုင်တယ်လို့ဆိုတာဟာယုံမှမရှိအောင်မြင်ကြီးပွားနိုင်ဒီနိမတပါးတဖားတခြားနည်းတွေနဲ့ဖြည့်ရှင်းမယ်ဆိုလို့ရှိရင်စိုက်တဲ့ဖက်လို့ခေါ်တဲ့မမျော်လင့်တဲ့ဘက်ကအခြေအနေဆိုးတွေဖြစ်ပေါ်လာနိုင်ဘေးထွက်ဆိုးချိုးလို့ကိုမျော်မှန်းတဲ့စီကမဖြစ်လာမမျော်မှန်းတဲ့အရာတွေဟာဖြစ်ပေါ်လာလောကလူတွေဟာကောင်းတယ်လို့စီမံချက်ချလိုက်တာအဲ့ဒီစီမံချက်ကြောင့်ပို့ပြီးတော့ဆိုးလာတဲ့အနေအထားမျိုးတွေစိုက်တဲ့ဘက်ဆိုတာဖြစ်တာမနေ့ကတည်းကစကားပြောရင်းနဲ့ဘာတစ်ခုကြားရတော့ဆိုနိုင်ငံတနိုင်ငံမှာကြွက်တွေများပြားတောင်းကျမ်းလာတဲ့အခါကျကြွက်နှိမ်နှင်းရေးဆိုတဲ့စီမံချက်တစ်ခုကိုချလိုက်တယ်ကြွက်နှိမ်နှင်းရေးစီမံချက်ဘာလို့တုံးဆိုဘယ်သူပဲဖြစ်ဖြစ်ကြွက်အမီတမီရအောင်ရှာနိုင်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ထိုက်တဲ့နဲ့ဆုချကြွက်အမီကိုစီမံချက်ချတဲ့အစိုးရဝယ်တယ်ပေါ့ကြွက်ပပျောက်အောင်လုပ်တာအမှန်တော့ကြွက်တတ်လို့မပြောဘူးကြွက်အမီကိုလာပြီးတော့ပေးနိုင်တယ်ကြွက်တကောင်ဘလောက်နှုံးနဲ့ဆိုတာမျိုးပေါ့ကြွက်အမီလေးကိုလာပြီးတော့ပြမယ်ဆိုလို့ရှိရင်စုငွေချတယ်စီမံချက်နဲ့ကြွက်တွေပပျောက်သွားအောင်စီမံတာပဲစီမံတော့စီးပွားရေးသမားကဘာလုပ်တော့ဆိုရင်တဏှာမှာကြွက်တွေမွေးပြီးတော့အမီးကိုဖြတ်ပြီးတော့ရောင်းဝယ်တယ်နော်အမီးတွေဖြတ်ပြီးတော့လာပို့တဲ့အခါကျသူ့နိုင်ငံကြွက်က2ဆ3ဆ10ဆမကများသွားကြွက်မွေးမြူရေးလုပ်တယ်လို့ဖြစ်သွားကြွက်ပပျောက်အောင်လုပ်ရင်းကနေပြီးတော့ကြွက်မွေးမြူရေးဖြစ်သွားတယ်ဒါကို side effect လို့ခေါ်လုံတုံးကတော့ကြွက်ပပျောက်အောင်ဆိုပြီးလူတိုင်းကြွက်ရှာကြွက်ကိုတတ်ကြွက်အမီးကိုလာပို့ဒီလိုလုပ်ရတာနေပြီးတော့ကြွက်မွေးပြီးတော့ကြွက်အမီးကိုဖြတ်ရောင်းတဲ့လူနဲ့ကြုံတဲ့အခါကျတော့အဲ့ဒီနိုင်ငံဟာကြွက်တွေဟာမနိုင်မနှင်းဖြစ်အောင်များတော့အဲ့ဒါကိုဘေးထွက်ဆိုးချိုးလို့ခေါ်တယ်စီမံချက်တစ်ခုဟာအမြဲတမ်းစဉ်းစားရကဘာဦးကာလာတုန်းကပစ္စည်းဥစ္စာမရှိတဲ့ပုဂ္ဂိုလ်တွေကိုတပြည့်အုပ်ချုပ်တဲ့ဘုရင်တွေကအစဉ်အလာရဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကိုသိပြီးတော့ချမ်းသာတဲ့လူတွေနဲ့ကွာဟမသွားအောင်
စာဝတ်နေရေးပြည်လည်အောင်ဆိုပြီးတော့ထောက်ပံ့ခြင်းငွေပေးလိရှိကြအဲ့ဒီထောက်ပံ့ငွေပေးတဲ့ပေးကမ်းမှုကြီးကိုဘုရင်ကရပ်ဆိုင်ပြစ်လိုက်တဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုငကိုပေးနေတဲ့အခါမှာဆင်းရဲတဲ့ပုဂ္ဂိုလ်သိပ်မရှိဘူးဘုရင်စီကအထောက်ပံ့ရနေသည့်အတွက်ကြောင့်စာဝတ်နေရေးပြည်လဲနေကြထောက်ပံ့တဲ့ငွေကြေးတွေကိုရပ်ဆိုင်လိုက်တဲ့အခါကျတော့ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကစာဝတ်နေရေးမပြည့်မစုံဖြစ်လာတော့ဝဝလင်းလင်းစားနေကြတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမနာလိုစိတ်တွေများပြားလာပြီးတော့တိတ်တဆိတ်ခိုးယူမှုဆိုတဲ့ဖောက်ထွင်းမှုဆိုတဲ့အဒိဏဒါနခိုးမှုကိစ္စကြီးဟာသူတို့ကကျူးလွန်ပြုလာချမ်းသာတဲ့ပုဂ္ဂိုလ်တွေရဲ့ပစ္စည်းကိုခိုးယူတယ်ဆိုတဲ့ရာဇဝမှုတစ်ခုကိုစတင်ပြီးတော့ကျူးလွန်လာလှုပ်တိုက်တာကိုမလှုပ်သည့်အတွက်ကြောင့်ဒီခိုးမှုဆိုတာပေါ်လာတဲ့အခါမှာဘုရင်ကြီးကဘာကြောင့်ခိုးလဲဖမ်းပြီးတော့စစ်ဆေးတာငကိုယ်တော့ကခိုးမှုမပေါ်အောင်ပင်ကိုယ်ကထိန်းခဲ့ရမှာမထိန်းမဲနဲ့ခိုးမှုပေါ်လာတဲ့အခါကျမှဘာကြောင့်ခိုးတာတော့ဆိုတာမေးတော့စာဝတ်နေရေးမပြေလည်လို့ခိုးတာပါလို့ဆိုသူ့အနေနဲ့ကတော့ဒီကောင်စာဝတ်နေရေးပြေလည်သွားရင်ခိုးမှာမဟုတ်ဘူးလို့ဒီလိုတွေးတယ်ရိုးပဲတွေးတယ်အဲ့ဒီပြဿနာကိုဘာနဲ့ဖြေရှင်းလိုက်တုံးဆိုခိုးတဲ့လူကိုဖမ်းပြီးတော့နောက်မင်းမခိုးနဲ့စာဝတ်နေရေးပြည့်စုံအောင်ဘုရင်ကအဲ့ဒီကြတော့ငွေတော်ထုတ်ပေးလိုက်တယ်ဒီပြဿနာအေးသွားပြီလို့ထင်တာဘေးကကြားတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုဖြစ်တုံးခိုးလို့ဆုချတယ်လို့ဒီလိုဖြစ်သွားနော်ငါလည်းခိုးအောင်မယ်သူလည်းခိုးအောင်မယ်နဲ့ဆိုပြီးတခိုးတွေများလာဘုရင်ကခိုးရင်ဆုချတယ်လို့လူတွေရဲ့စိတ်ထဲမှာအဲ့လိုဖြစ်သွားနောက်မှလှုပ်တဲ့အခါကျတော့ဘေးထွက်ဆိုးချိုးဆိုတာဖြစ်လာဖြေရှင်းလို့မရတော့ဘူးside effect လို့ခေါ်တယ်အဲ့ဒါမျိုးနဲ့နောက်ကျပြီးမှဖြေရှင်းမယ်ဆိုလို့ရှိရင်ဒီပြဿနာဟာမဆုံးနိုင်တဲ့ပြဿနာကြီးတစ်ခုဆင်ကဲနဲ့ဖြစ်ပေါ်လာတတ်တယ်ဒါကြောင့်မို့ကြိုတင်လုံးတဲ့ကိစ္စတွေဟာကြိုတင်လုံးပြီးတော့အလုံးကိုသတိထားပြီးတော့ side effect မဖြစ်အောင်စီမံဆောင်ရွက်မှကြွက်မီးရောင်းတယ်လို့မျိုးဖြစ်လာမယ်တော့ကြကြွက်တွေမွေးလာကြအဲ့ဒါမျိုးဒီစီမံကိန်းမျိုးကအလုံးကိုသတိထားရမယ်စီမံကိန်းမျိုးပဲနောက်ဆက်တွဲဘာဖြစ်လာနိုင်သလဲဒါလို့ရင်ဘာဖြစ်လာနိုင်သလဲဆိုတဲ့ဖြစ်လာနိုင်တဲ့အခြေအနေတွေရက်ကိုဆင်ញင်သုံးသပ်ပြီးမှသာလေလုပ်ငန်းတစ်ခုစီမံချက်တစ်ခုချရမှာဖြစ်တယ်အလွယ်တကူချပြီးဆောင်ရွက်လိုက်တာနဲ့တပြိုင်နက်ဖြေလို့မရတဲ့အနေအထားမျိုးတစ်ခုပြီးတစ်ခုနောက်ကနေတက်လာဒါတစ်ခုဖြေလိုက်တာနဲ့နောက်တစ်ခုကတက်လာနောက်တစ်ခုဖြေလိုက်တာနဲ့တက်လာနော်ကျမရေးပညာအသိပေးမှုသိမရှိပဲနဲ့ဘာလုပ်လဲယောဂတစ်ခုတိုးလိုက်ဆေးတစ်မျိုးဖော်ထုတ်လိုက်အဲ့ဒီဆေးတောက်တဲ့အခါဆေးက side effect ဖြစ်တော့ယောဂတစ်ခုထပ်ဝင်လာပြန်နောက်ဆေးတစ်မျိုးထပ်ဖော်ရပြန်ပြီအဲ့ဒီနောက်ဆေးမှလည်းပဲ side effect ရှိတဲ့အခါကျတော့ယောဂတစ်မျိုးထပ်ဖြစ်လာပြန်တယ်နောက်ဆေးတစ်မျိုးဖော်ရပြန်ပြီအဲ့တော့ဆေးဖော်ရင်ယောဂပေါ်ရင်ဆေးယောဂပေါ်လိုက်ဆေးဖော်လိုက်ယောဂပေါ်လိုက်ဆေးဖော်လိုက်နဲ့ဆေးနဲ့ယောဂဟာပြေးတန်းလိုက်တန်းကစားနေတဲ့အနေအထားမျိုးရောက်သွားမပြောင်းနိုင်တဲ့အနေအထားမျိုးဖြစ်သွားနော်ဒါကြောင့်မလို့ဆိုကြတယ်ကုသခြင်းနဲ့ကာကွယ်ခြင်းကကောင်းတယ်မဖြစ်ခင်ကကြိုတင်ပြီးတော့ကျမရေးပညာတွေပေးထားလို့ဖြစ်လာမှကုစားခြင်းဟာ side effect တွေကိုဖြစ်ပေါ်စေဖိတ်ခေါ်ထားတယ်လို့ပြဿနာတွေကိုဖိတ်ခေါ်ထားတယ်လို့ဖြစ်တတ်တယ်ဆိုတာအင်တန်မှတတိထားစရာကောင်းတဲ့အချက်တစ်ခုပဲပေါ့ယနေ့ကဘာမှာတကယ်ဖြည့်ရှင်းလို့
အမှားမရှိတဲ့ဖြည့်ရှင်းနည်းကတော့မေတ္တာတရားပဲဖြစ်တယ်ပေါ့အကယ်၍လူသားတိုင်းမေတ္တာတရားအခိုင်အမာထားနိုင်ကြမယ်ဆိုရင်ဘာပြဿနာမှတက်လာစရာအကြောင်းမရှိဘူးဒါကြောင့်မို့မေတ္တာတရားကိုအခြေခံထားပြီးတော့ဖြည့်ရှင်းမှုအမုန်းတရားတွေကိုလျှော့ချဖို့အမုန်းတရားတွေကိုလျှော့ချဖို့အတွက်လောဘတွေကိုလည်းလျှော့ချဖို့အလုံးလောကကြီးမှာလူတိုင်းဟာတဘဝတစ်ခဏပဲနေကြတာအလုံးဟာကိုယ်ပိုင်တဲ့ပစ္စည်းတွေဟာလည်းပဲတစ်ခဏပဲပိုင်ဆိုင်ကြတယ်ကိုယ်ရှိကကိုယ့်ရဲ့ဘိုးဘွားမိဘတွေသူတို့ရှာဖွေစုဆောင်းထားခဲ့တဲ့သူတို့ပိုင်ဆိုင်တဲ့မြေတွေယာတွေခြံတွေတိုက်တာတွေရွှေတွေငွေတွေအလုံးဟာအမွေပေးပြီးတော့ပျောက်ကွယ်သွားကြတာတွေကြီးပဲအကုန်အဲ့ဒီသဘောတရားတွေကိုဆင်ញင်စဉ်းစားပြီးမိမိရရှိလာတဲ့ပစ္စည်းဥစ္စာတွေပေါ်မှာမေတ္တာတရားနဲ့အများအတွက်သုံးချမယ်အများကလည်းပဲသူတို့ကြိုးစားလို့သူတို့လုံလဝိရိယနဲ့သူတို့ရဲ့ကောင်းမွန်တဲ့ကံတရားတွေကြောင့်ကုသိုလ်ကောင်းမှုတစ်ချိန်ကလုပ်ခဲ့ကြလို့အကျိုးပေးတာတို့တွေမနာလို့မရှုစိတ်ဖြစ်เสียမလို့သူတို့ကိုမိခိုပြီးသူတို့ရဲ့အကျိုးစီးပွားကိုတို့တွေဆောင်ရွက်ရင်းနဲ့တို့ရဲ့စာဝတ်နေလည်းပြည်လည်မယ်လို့ဆင်းရဲသူများကလည်းဒီလိုစိတ်ထဲမှာမေတ္တာထားချမ်းသာတဲ့လူတွေကလည်းတို့ရလာတဲ့ပစ္စည်းဟာအများအတွက်ဖြစ်စေမယ်လိုအပ်တဲ့ပုဂ္ဂိုလ်တွေကိုဖြည့်ဆည်းပေးမယ်ဆိုတဲ့မေတ္တာထားအဲ့ဒီလိုမေတ္တာထားပြီးတော့အပြန်အလှန်လက်တွဲညီညာကုစားသွားကြမယ်ဆိုလို့ရှိရင်ဘဝခရီးရဲ့မညီညာမှုတွေအဖို့အထစ်တွေအားလုံးပြေချောသွားမှသာဖြစ်တယ်ပေါ့မေတ္တာဆိုတဲ့ပေါင်းကူဘလောက်ပဲကြီးမားတဲ့ကြွားခြားချက်ကြီးပဲဖြစ်ဖြစ်ဘလောက်ပဲနဲ့ဆိုင်တဲ့၆ကဘာကြီးပဲဖြစ်ဖြစ်မေတ္တာပေါင်းကူတရားနဲ့ကုလိုက်မယ်ဆိုလို့ရှိရင်အရာရာဟာချောပြေသွားမှာပဲဖြစ်တယ်အရေးကြီးဆုံးကအမုန်းတရားတွေကိုလျှော့ချဖို့မေတ္တာဘာဝနာပွားများအထောက်သင့်တယ်ဒါကဘုရားမြတ်စွာရဲ့အဆုံးအမနဲ့ဖြည့်ရှင်းခြင်းသာဖြစ်တယ်ပေါ့မေတ္တာတရားဆိုတာဟာလူတိုင်းနဲ့တင့်တော်လို့ယနေ့ကဘာကြီးမှာအမုန်းတရားတွေအလွန်များပြားပြီးတော့လာအမုန်းတရားလို့ဆိုတဲ့နေရာမှာဘာသာချင်းမတူတဲ့ပုဂ္ဂိုလ်တွေအတွင်းမှာလဲမုန်းတိကြစီးပွားဥစ္စာပြိုင်ဘက်တွေအတွင်းမှာလဲမုန်းတိကြဆင်းရဲသူနဲ့ချမ်းသာသူချမ်းမှာလဲမုန်းတိကြလူမျိုးတူနဲ့တူနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာလဲမုန်းတိကြဆိုတဲ့ဒီအုပ်စုလိုက်ဂရုတွေချားမှာအမုန်းပွားနေခြင်းဟာမေတ္တာတရားခန်းချောက်လာခြင်းပဲဖြစ်တယ်ပေါ့အကယ်၍သာမေတ္တာတရားထားနိုင်ကြမယ်ဆိုလို့ရှိရင်အမုန်းပွားเสียဘာမှမရှိဘူးအမုန်းတရားပျောက်ကင်းသွားအောင်မေတ္တာဘာဝေတ္တဗ္ဗဒေါသတပဟာနာယဒေါသတပဟာနာယအမုန်းစိတ်တွေရန်လိုစိတ်တွေဖယ်ရှားပြစ်နိုင်ဖို့အတွက်မေတ္တာဘာဝေတ္တဗ္ဗမေတ္တာကိုကိုယ်စိတ်ထဲမှာဖြစ်ပွားစေရမယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းလိုက်နာဆောင်ရွက်ကြမယ်လူတိုင်းဟာဒါဘုရားရဲ့အဆုံးအမကိုလိုက်နာခြင်းဟာဘာသာတရားတစ်ခုမဟုတ်ဘူးဘုရားရဲ့အဆုံးအမကိုလိုက်နာခြင်းဟာသဘာဝရဲ့အဆုံးအမကိုလိုက်နာခြင်းဓမ္မကိုလိုက်နာခြင်းသုံးခြင်းသာဖြစ်တယ်လူတိုင်းဟာအသက်ရှင်နေတာအစာစားလို့အသက်ရှင်တယ်အဲ့ဒီအစာစားတယ်လို့ပဲမေတ္တာပွားတာဆိုတာဘာသာတရားနဲ့သက်ဆိုင်ခြင်းမရှိဘဲနဲ့သဘာဝတရားနဲ့ဒါသက်ဆိုင်တယ်လူတွေဟာတန်ရှင်းလက်ဆက်တဲ့လေကိုရှူရှိုက်လိုက်တဲ့အခါမှာကျမ်းမာရေးအတွက်ထောက်ကူစိတ်အားတွေလန်းဆန်းလို့ခန္ဓာကိုယ်တွေပင်ပန်းနွမ်းနယ်မှုတွေပျောက်ကင်းလို့ကျမ်းမာတန်ဆွမ်းမှုကိုလက်ဆက်တဲ့လေကနေဖြစ်ပေါ်စေတယ်လို့ပဲမေတ္တာစိတ်ဓာတ်ထားလိုက်မယ်ဆိုရင်ကွဲပြားခြားနားနေတဲ့
ကွဲပြားခြားနားမှုကိုအကြောင်းပြုပြီးတော့ဖြစ်နေတဲ့တဝုတဝုမုန်းတီးခြင်းရန်လိုခြင်းဆိုတဲ့ဒီဒေါသတရားတွေဟာပြည့်ငြိမ့်ပြီးအားလုံးအပြန်အလှန်မေတ္တာထားပြီးတော့ကဘာကြီးဟာငြိမ်းချမ်းမှုကိုလျင်မြန်စွာရရှိသွားနိုင်တာပေါ့အဲဒါကြောင့်မို့လို့လူတိုင်းအတွက်လိုအပ်ဆုံးအရာတစ်ခုဟာမေတ္တာတရားပဲဖြစ်တယ်ပေါ့မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်မျိုးမွေးတာမိတ်ဆွေတယောက်ကမိတ်ဆွေတယောက်ပေါ်မှာထားတဲ့စိတ်ဓာတ်ဟာမေတ္တာပဲမေတ္တာဆိုတာပါဠိစကားပါဠိဝေါဟာရမေတ္တာအဲ့ဒီမေတ္တာဆိုတဲ့ပါဠိဝေါဟာရရဲ့မူရင်းကဘယ်ကလာတာတော့ဆိုမိတ္တဆိုတဲ့စကားလုံးကလာမိတ္တဆိုတာမိတ်ဆွေအပေါင်းအသင်းခင်မင်သူတွေမိတ္တမိတ်ဆွေတွေဖြစ်ကြတယ်အပေါင်းအသင်းတွေဖြစ်ကြယဉ်ဤသူအဲ့ဒီယဉ်ဤသူအချင်းချင်းမိတ်ဆွေအချင်းချင်းရဲ့စိတ်ဓာတ်ကိုမေတ္တာလို့ခေါ်တာအဲ့ဒီစိတ်ဓာတ်ကိုကိုယ်တဏ္ဍာမှာအခိုင်အမာထားဖို့လိုအပ်တယ်မေတ္တာပွားတယ်ဆိုတာမေတ္တာစိတ်ဓာတ်ကိုကိုယ့်ရဲ့နှလုံးသားထဲရောက်အောင်လုပ်ခြင်းအခိုင်အမာတည်ဆောက်ခြင်းကိုဆိုလိုတယ်မေတ္တာပုံလေးရွတ်ယုံနဲ့မေတ္တာပွားနေတယ်လို့ဒီလိုပြောတာမဟုတ်ဘူးစိတ်ကနေပြီးတော့မှစိတ်ထဲမှာမေတ္တာခိုင်မာသွားဖို့အောင်ကြိုးစားဖို့လိုအပ်တယ်ကိုယ်စိတ်ထဲမှာကိုယ့်ကိုဒီသုံးသပ်ပြီးတော့ကြည့်အောင်ကိုယ့်ဘာကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်ငါရဲ့နှလုံးထဲမှာအမုန်းတရားတွေရှိသလားလို့ဆိုတာကိုယ့်ကိုဆင်ញင်သုံးသပ်ကြည့်နှလုံးသားထဲမှာဘယ်သူကိုပဲကြည့်လိုက်ကိုမုန်းတဲ့ပုဂ္ဂိုလ်ရှိသလားတော့ကကိုနဲ့အစမပြေတဲ့ပုဂ္ဂိုလ်ပေါ်မှာစိတ်တွေဘယ်လိုထားသလဲကိုမှရန်သူတွေရှိသလားရှိတဲ့ရန်သူပေါ်မှာစိတ်ဘယ်လိုထားသလဲကိုနဲ့ခင်မင်တဲ့ပုဂ္ဂိုလ်ရှိသလိုကိုနဲ့အစမပြေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ကိုနဲ့မသိတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေပေါ်မှာငါရဲ့စိတ်တွေသဘောထားဘယ်လိုရှိသလဲလို့ကိုစစ်ဆေးပြီးတော့လေ့လာသုံးသပ်ကြည့်ရလေ့လာသုံးသပ်ကြည့်medical check up လုပ်ပြီးတော့ကျန်းမာရေးကိုဆန်းစစ်ကြည့်တယ်လို့ပဲကိုယ်စိတ်ကိုလည်းပဲအဲ့ဒီလိုစစ်ဆေးလေ့လာပြီးတော့အဖြေရှာကြည့်တဲ့နေပေါ့ငါမှမုန်းတဲ့ပုဂ္ဂိုလ်တွေဘယ်နှယောက်ရှိသလဲဘယ်ပုဂ္ဂိုလ်မျိုးတွေကိုငါမကြိုက်သလဲမုန်းတယ်လဲငါရဲ့မုန်းမှုတိုင်းတာဟာဘယ်လောက်ထိအောင်ကြီးမားသလဲတမန်အားဖြင့်မတဲ့ရုံပဲလားသူ့ပေါ်မှာသူ့ကိုမြင်စိတ်ထဲကမတဲ့ရုံပဲလားသို့မဟုတ်ဘာလို့ချင်တဲ့စိတ်တွေပေါက်တယ်လဲဆိုတာကအစကိုယ့်ရဲ့စိတ်ဓာတ်အနေထားတွေကိုလေ့လာသုံးသပ်ပြီးကြည့်ရအဲ့လိုသုံးသပ်ကြည့်လို့အဖြေထုတ်လာပြီငါမှမုန်းတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးနော်အလုံးပေါ်မှာတိခဏ်ချင်းခွင့်လွှတ်ခြင်းရှိတယ်မိတ်ဆွေပေါ်မှာထားတဲ့စိတ်ဓာတ်လို့ကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်ပေါ်မှာစိတ်ဓာတ်ထားနိုင်ရလားလို့ကိုယ်ဆင်ခြင်သုံးသပ်ကြည့်မသိတဲ့ပုဂ္ဂိုလ်တွေပေါ်မှာရောအဲ့ဒီစိတ်ဓာတ်မျိုးမွေးနိုင်သလားမမွေးနိုင်သေးဘူးဆိုလို့ရှိရင်အေးလေ့ကျင့်ရမယ်ပုဂ္ဂိုလ်၄မျိုးခွဲကြည့်လိုက်၄မျိုးခွဲကြည့်လိုက်ဆိုတာအပုံ၄ပုံပုံကြည့်လိုက်တစ်ပုံကမိမိကိုယ်တိုင်နံပါတ်1ကမိမိကိုယ်တိုင်ထားလူတွေဟာကိုယ့်ကိုအလေးပေးတတ်တဲ့အကျင့်ရှိလို့ကိုယ်ကတပုံထားနံပါတ်1နံပါတ်2ကကိုယ်နဲ့ခင်မင်နဲ့မိတ်ဆွေနံပါတ်3ကကိုယ်နဲ့မသိတဲ့သိတော်လဲခင်မင်မှုမရှိတဲ့မြင်ဘူးယုံကြားဘူးယုံရှိတဲ့ပုဂ္ဂိုလ်ထားနံပါတ်4ကျတော့ကိုယ်နဲ့မတည့်တဲ့ရန်သူကိုယ်နဲ့ဆန့်ကျင်မဲ့လုပ်နေတဲ့ပုဂ္ဂိုလ်နံပါတ်4ထားတယ်၄မျိုးခွဲခြားပြီးတော့ကြည့်လိုက်တယ်အဲ့ဒီလို၄မျိုးခွဲခြားပြီးတော့ကိုယ်စိတ်ကိုလေ့ကျင့်ရမှာဘယ်လိုလေ့ကျင့်ရမှာကိုပြန်ပြီးတော့လေ့ကျင့်တဲ့အခါမှာကိုယ့်ရဲ့စိတ်ချမ်းသာကြွယ်ဝမှုကိုယ့်ရဲ့အစဉ်ပြေမှုစဉ်းစားလိုက်တိုင်း
လူတွေဟာကိုယ့်ကိုယ်အစဉ်ပြေခြင်းကြချမ်းသာကြွယ်ဝခြင်းကြချမ်းသာခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်ငါချမ်းသာပါစေငါအစဉ်ပြေပါစေငါကြီးပွားတိုးတက်ပါစေဆိုတာလူတိုင်းကအဲ့ဒီစိတ်ဓာတ်ပြေဝရှိတယ်အဲ့တော့ကိုယ့်ရဲ့ချမ်းသာလုံမှုကိုယ့်ပေါ်မှာအစဉ်ပြေလုံမှုဆိုတဲ့ဒီစိတ်ဓာတ်ကိုယ်တဏ္ဍာမှာအခြေခံလောက်တည်ထီအောင်လိမ့်လာသုံးသပ်ပြီးတော့ထားပြီးအဲ့ဒီစိတ်ကလေးကိုနဲ့ချစ်ခင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ပေါ်မှာ transfer လုပ်ကြည့်လိုက်သူ့ပေါ်ပြောင်းပြီးတော့တင်ကြည့်လိုက်ကိုနဲ့ဓာတ်တုဖြစ်သွားသလားသို့မဟုတ်တဆင့်ရော့သွားသလားကိုကြီးပွားခြင်းနဲ့စိတ်အဲ့ဒီကိုကြီးပွားတိုးတက်ခြင်းနဲ့စိတ်ကလေးကိုမိတ်ဆွေပေါ်မှာလွှဲပြီးတော့တင်ကြည့်လိုက်စိတ်ထဲမှာအာယုန်နဲ့တင်ကြည့်လိုက်ကိုကြီးပွားတိုးတက်ခြင်းသလားကိုမိတ်ဆွေကြတော့ကြီးပွားတိုးတက်မှုကိုမလိုလားသေးဘူးဆိုရင်ကိုမေတ္တာတစ်ဖက်သားပေါ်မှာမရောက်သေးဘူးဆိုတာသိချသွားအဲ့ဒါကြောင့်မလို့ကိုကြီးပွားသလိုသူ့ကိုလည်းကြီးပွားစေခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်မျိုးဖြစ်လာသည့်အထိအောင်ပြန်ပြီးတော့လေ့ကျင့်လိုက်တဲ့အခါကိုနဲ့ချစ်ခင်တဲ့ပုဂ္ဂိုလ်ကိုနဲ့နှစ်ဦးမခြားတဦးတည်းကဲ့သို့ကွဲပြားခြားနားမှုမရှိတဲ့စိတ်နေသဘောထားတစ်ခုရသွားလိမ့်ကိုကြီးပွားသလိုကိုစားရင်စားသလိုကိုနေရင်နေသလိုရွှေနှစ်ပြားကိုကတ်လိုက်တဲ့အခါဆက်လိုက်တဲ့အခါမှာရွှေသားနှစ်ချက်ဆက်လိုက်တဲ့အခါမှာကွဲပြားခြားနားမှုမရှိသလိုစိတ်ဓာတ်အနေနဲ့လုံးဝတူညီတဲ့အနေအထားတစ်ခုရသွားပြီဆိုလို့ရှိရင်နောက်တစ်ဆင့်တက်တိတ်ကနေနှစ်ပြောင်းတာအောင်မြင်သွားပြီလို့ဒီလိုပြောအဲ့ဒီကြတော့ဘာကြိုးစားနှစ်ကနေသုံးကိုပြောင်းကြည့်ကိုယ်ရဲ့ကိုမိတ်ဆွေရဲ့ပေါ်မှာထားတဲ့စိတ်နေသဘောထားတွေဟာကိုယ်နဲ့မသိတဲ့ဒဇိမ့်တရားအပေါ်ခင်မင်းချင်းမုန်းတီးခြင်းမရှိတဲ့ပုဂ္ဂိုလ်တွေဘယ်သူပဲဖြစ်ဖြစ်အဲ့ဒီပုဂ္ဂိုလ်တွေပေါ်မှာပြောင်းပြီးတော့တင်ကြည့်လိုက်ငါလိုအစဉ်ပြေပါစေပြောင်းပြီးတင်ကြည့်လိုက်တဲ့အခါမှာကိုယ့်ရဲ့မေတ္တာဆူရှားမှုဟာနှိမ့်ချနေသေးတယ်ဆိုရင်မအောင်သေးဘူးအဲ့ဒါကိုတင်ကြည့်လိုက်တဲ့အခါမှာဒီဂရီပြည့်လာသည့်ထီအောင်တင်ကြည့်ကိုယ်ပေါ်မှာထားတဲ့စိတ်ဓာတ်မိတ်ဆွေပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးတာမန်ပုဂ္ဂိုလ်တူပေါ်မှာထားနိုင်မလားလို့ဆိုတဲ့ဒီလိုစမ်းသပ်ပြီးတော့တိုးပွားလောက်အောင်လေ့ကျင့်ပေးလိုက်တဲ့အခါနောက်ဆုံးမှာနံပါတ်1နံပါတ်2နံပါတ်3ဟာရွှေသားရွှေပြား3ချက်တစ်ဆက်တည်းလို့ဖြစ်သွားတယ်။ကွဲပြားခြားနားမှုမရှိဘူးဒီဂရီချင်းတူသွားပြီ။ကိုယ်ပေါ်မှာထားတဲ့မေတ္တာမိတ်ဆွေပေါ်မှာထားတဲ့မေတ္တာကိုယ်နဲ့မသိတဲ့ပုဂ္ဂိုလ်ပေါ်မှာထားတဲ့မေတ္တာလို့ဆိုတယ်။ဒီမေတ္တာ3ရပ်ကွဲပြားခြားနားမှုမရှိတော့ဘူးဆိုရင်1 2 3အောင်သွားပြီ။ဘာကြံတော့ဆိုရင်နံပါတ်4အဲ့ဒီနံပါတ်4ပေါ်ကိုဒီစိတ်ဓာတ်ကိုပြောင်းရွှေ့ပြီးတော့တင်ကြည့်လိုက်တဲ့အခါကျရန်သူပေါ်မှာမေတ္တာထားဖို့ဆိုတာအလွန်ခဲနေသူ့ပေါ်မှာမေတ္တာထားဖို့ခဲနေဘာဖြစ်လို့လဲဆိုရင်မုန်းတိစိတ်တွေကရှိနေတာအဲ့တော့အဲ့ဒီမုန်းတိစိတ်တွေပျောက်သွားသည့်အထိအောင်တင်ကြည့်တဲ့အခါမအောင်မြင်လို့တင်လိုက်ချော်ထွက်သွားလိုက်တင်လိုက်ချော်ထွက်သွားလိုက်စိတ်မပြတ်နဲ့ဒီခံခြင်းခွင့်လွတ်ခြင်းဆိုတာတွေနဲ့ပံ့ပိုးပေးပြီးနောက်ဆုံးပေါ်မှာသူ့ပေါ်မှာမေတ္တာပြိုးလို့ရအောင်ကြိုးစားမေတ္တာပြိုးလို့ရသည့်အထိအောင်ကြိုးစားရင်းကနေတဖြည်းဖြည်းမေတ္တာဒီဂရီကိုမြင့်ပေးလိုက်တဲ့အခါမှာ1 2 3 4ဟာရွှေသားတစ်ချက်ထဲလို့ရွှေပြားတစ်ချက်ထဲလို့ဖြစ်သွားအောင်ကြိုးစားအထောက်ဒီလိုဆိုလို့နော်1 2 3 4ဟာကွဲပြားချမ်းသာမှုမရှိတော့ဘူးမိမိကိုယ်တိုင်ဆိုတဲ့နံပါတ်1ကိုယ့်ရဲ့မိတ်ဆွေဆိုတဲ့နံပါတ်2တာမန်ပုဂ္ဂိုလ်တူတယောက်ဆိုတဲ့နံပါတ်3ကိုယ်နဲ့မတည့်သူလို့ဆိုတဲ့နံပါတ်4ဒီကွဲပြားချမ်းသာမှုတွေဟာလုံးဝမထင်တော့ပဲနဲ့တခုတည်းအသွင်ဆောင်သွားပြီဆိုရင်
ကိုယ့်ရဲ့မေတ္တာစိတ်ဓာတ်အောင်မြင်သွားပြီလို့သူတို့ပြောအဲ့ဒါလို့စမ်းသပ်ပြီးတော့မေတ္တာတရားကိုတည်ဆောက်နိုင်ရမယ်တဲ့အဲ့ဒါတာမန်နဲ့တော့လွယ်ကူမှာတော့မဟုတ်ဘူးသို့တော့မဖြစ်နိုင်တာကိုပြောတာလည်းမဟုတ်ဘူးကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်တွေအောင်မြင်ကြီးပွားသွားတာမျိုးတွေအောင်မြင်တဲ့အနေအထားမျိုးရသွားတာတွေရှိတယ်ဒါကြောင့်မို့အလုံးဘုရားဘာသာဝင်တွေသိကြတဲ့ပရိကြီး17တုတ်ထဲမှာပါတဲ့ခန္ဓာတုတ်မှာကြည့်မေတ္တာပွားပုံလေးတစ်ခုတပ္ပိဗတ္တရာနိပတ္တန္တုမာကင်စီပပမာကမအထိပ္ပယ်ကဘာလို့ဆိုရင်ဘယ်သူမဆိုအကောင်းနဲ့ပဲကြုံတွေ့ကြပါစေဟောဘယ်သူမဆိုကောင်းတာနဲ့ပဲကြုံတွေ့ကြပါစေတပ္ပိဗတ္တရာနိပတ္တန္တုအကောင်းကိုသာတွေ့ကြပါစေမာကင်စီပပမာကမဘယ်သူအပေါ်မှာမကောင်းတာမဖြစ်ပါစေနဲ့အားလုံးအစဉ်ပြေကြပါစေအားလုံးဟာအောင်မြင်ကြီးပွားကြပါစေဘယ်သူမှအရှုံးမထွက်ပါစေနဲ့အားလုံးကဘာသူကဘာသားအားလုံးပေါ်မှာစိတ်ကိုတင်ကြည့်ပြီးတော့မေတ္တာတရားနဲ့လွှမ်းခြုံကြည့်ရအဲ့လိုလို့အဲ့ဒီနည်းနဲ့လည်းလုံးလို့ရတယ်နောက်တစ်ခုကဘာကြီးမှာဒီကနေ့ရေးနေတဲ့ channel တွေသတင်းတွေတယ်လီဗီရှင်းတွေရေဒီယိုတွေကလာနေတဲ့ကမ္ဘာသတင်းတွေကြည့်လိုက်အမုန်းတရားတွေခြေခံပြီးတော့တပ်ဖြတ်နေကြတာတွေအများကြီးရှိစစ်ပွဲဖြစ်နေတဲ့နိုင်ငံတွေတပ်ဖြတ်နေကြတယ်အဲ့ဒါတွေကြတော့အာယုပြုတ်ကြည့်လိုက်ပြီးတော့နေညမညတဒုက္ခမိတ်ဆေယတယောက်တယောက်ဆင်းရဲတာကိုမလိုလားကြပါစေနဲ့ဟုတ်တဦးနဲ့တဦးဆင်းရဲအောင်မလုပ်ကြပါစေနဲ့ဆိုတဲ့ဒီမေတ္တာတရားနဲ့လွှမ်းခြုံပြီးတော့ပို့ပေးရမေတ္တာပို့တယ်ဆိုတာလူတွေကတော့ထင်ကြတယ်မေတ္တာပို့ရင်မေတ္တာကသူ့စီရောက်သွားတယ်လို့ဒီလိုအောင်းမေ့ကြမဟုတ်ဘူးကိုယ်နှလုံးသားထဲမှာငြိမ်းချမ်းမှုအမုန်းတရားကင်းအောင်လုပ်ခိုင်းခြင်းဖြစ်တယ်ကိုယ်နှလုံးသားထဲကအမုန်းတရားကင်းသွားတာနဲ့တပြိုင်နက်ပတ်ဝန်းကျင်ရဲ့မေတ္တာကူးစက်မှုဆိုတာလေတဘာဝအားလျော်စွာဖြစ်ပေါ် reaction ဆိုတဲ့တဘာဝတရားအရာတုံ့ပြန်မှုလေးတွေတော့ရှိတာအလုံးနေညမညတဒုက္ခမေစေယတူကိုတူကဆင်းရဲအောင်မလုပ်ကြပါစေနဲ့နာပရောပရဏိကုဝေထတူတူမလိမ်မညာကြပါစေနဲ့ဒီမေတ္တာလေးတွေပို့နာတိမိညိထကတ္တစိနာကေစိဗျာရောတနာပฏิကတင်ညနေညမညတဒုက္ခမေစေယတူတူမုံတရားတွေနဲ့မဆက်ဆံကြပါစေနဲ့မုံတိတဲ့စိတ်တွေမထားကြပါစေနဲ့ဟောတယ်လို့လောကကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့မိမိရဲ့မေတ္တာကိုလူတိုင်းကလွှမ်းခြုံနိုင်အောင်ကြိုးစားသွားကြမယ်ဆိုလို့ရှိရင်လူတိုင်းရဲ့ရင်ထဲမှာအမုန်းတရားတွေပျောက်ကင်းသွားမှာသိချတာပေါ့အဲ့ဒါလို့အမုန်းတရားတွေပျောက်ကင်းလို့မေတ္တာလွှမ်းခြုံထားမယ်ဆိုလို့ရှိရင်ခုနလိုကွဲပြားခြားနားမှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ပြဿနာတွေဆိုတာမရှိနိုင်တော့နော်ပြဿနာတွေဆိုတာမရှိနိုင်တော့အမြဲတမ်းငြိမ်းချမ်းတဲ့ကဘာတစ်ခုဖန်တီးလုပ်ကိုင်နိုင်မှာဖြစ်တယ်ပေါ့မေတ္တာဘာဝနာပွားခြင်းဖြင့်နံပါတ်1မိမိရဲ့ယင်နဲ့နှလုံးထဲမှာဒီမေတ္တာတရားကိုတိဆောက်ပေးခြင်းအပြင်မိမိကိုယ်တိုင်ရရှိလာမဲ့အကျိုးတရားတွေကလည်းအလုံးတန်ဖိုးရှိအလုံးပတ်ဝန်းကျင်နဲ့ဆက်ဆံရေးပြေလဲလာပြီးကဘာကြီးတစ်ခုလုံးငြိမ်းချမ်းပြီးတော့မေတ္တာခြုံမှလုံတယ်လို့ဆိုတဲ့အတိုင်းလောကကြီးတစ်ခုလုံးဟာမိမိကဘု து ရဲ့ယန္တုမမဟုတ်တာမိမိကဘု து ရဲ့ယန္တုမမဟုတ်ရင်မိမိမှာယန္တုမရှိဘူးနဲသွားနိုင်တယ်လို့ဒီလိုဆိုလို့သို့တော့အရေးကြီးတာကကိုကတစ်ဖက်သားရဲ့ယန္တုမဟုတ်ဖို့ကအရေးကြီးတယ်
ကိုယ်ရန်သူရှိတာမရှိတာကိုယ်ကြောင့်ရှိတာမဟုတ်ဘူးတစ်ဖက်သားကြောင့်ရှိတာကိုယ်ကသူ့ရန်သူမဖြစ်ဖို့ပဲအရေးကြီးတယ်သူကကိုယ်ရန်သူဖြစ်တာသူနဲ့သာဆိုင်တယ်ပေါ့အဲ့တော့ကိုယ့်ဘက်ကကိုယ်ကသူ့ရဲ့ရန်သူမဖြစ်ဖို့အရေးကြီးတယ်ကိုယ်ဒီဘသူရဲ့ရန်သူမှမဖြစ်ဘူးအလုံးရဲ့မိတ်ဆွေသာဖြစ်ရကျန်တဲ့လူတွေကကိုယ်ရန်သူဖြစ်ခြင်းဖြစ်မယ်ကိစ္စမရှိဘူးကိုယ်ကတိခတ်ခြင်းခွင့်လွှတ်ခြင်းဖြင့်မေတ္တာမပြတ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကမေတ္တာခြုံထားခြင်းပဲဖြစ်တယ်ပေါ့အဲ့လိုမေတ္တာခြုံထားပြီးတော့ကိုယ့်ဘက်ကရင်နဲ့နှလုံးထဲမှာမေတ္တာတရားကိုပွားများအားထုတ်ထားမယ်ဆိုလို့ရှိရင်မေတ္တာတရားပွားများအားထုတ်တဲ့ပုဂ္ဂိုလ်မှာကြီးမားလာတဲ့အကျိုးကျေးဇူးတွေဖြစ်ပေါ်လာမှာဖြစ်တယ်ကြီးမားလာတဲ့အကျိုးကျေးဇူးတွေဖြစ်ပေါ်လာလူတိုင်းဟာမေတ္တာပွားမယ်ဆိုရင်ဒီကမ္ဘာလုံးမှာရှိကြတဲ့တရားတွေရောအလုံးတတ္တလောကကြီးတစ်ခုလုံးဟာငြိမ်းချမ်းသာယာပြီးပြဿနာတွေကင်းသွားနိုင်တယ်သို့တော့လူအ ਨੇ စုကသာမေတ္တာပွားပြီးလူအများစုကဒေါသအာဃာတတွေမုန်းတီးမှုရှိနေတယ်ဆိုရင်ကဘာကြီးဟာငြိမ်းချမ်းအောင်မှာမဟုတ်သေးဘူးပေါ့တဝက်တူတဖြည်းဖြည်းလူသားတွေဟာတိုးချက်ပြီးတော့မေတ္တာပွားသွားနိုင်ကြမယ်တရားကွယ်မှာရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးမေတ္တာထားနိုင်ကြမယ်တမြို့နယ်မှာရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးမေတ္တာထားကြမယ်တတိုင်းပြည်မှာရှိတဲ့ပုဂ္ဂိုလ်တွေတိုင်းဒေသတစ်ခုမှာရှိတဲ့ပုဂ္ဂိုလ်တွေပြည်နယ်တစ်ခုမှာရှိတဲ့ပုဂ္ဂိုလ်တွေမေတ္တာထားတနိုင်ငံလုံးမှာရှိတဲ့ပုဂ္ဂိုလ်တွေမေတ္တာထားတကမ္ဘာလုံးမှာရှိတဲ့ပုဂ္ဂိုလ်တွေကမေတ္တာပွားလာကြမယ်ဆိုလို့ရှိရင်တော့ကမ္ဘာကြီးဟာငြိမ်းချမ်းမှုပြေဝရလာမှာဖြစ်တယ်အဲ့ဒါလိုရောဖြစ်နိုင်သလားလို့ဆိုတာကြလားဖြစ်ဖို့အလွန်ခဲရင်းတယ်သို့တော့ကိုယ်တိုင်ကတော့ဖြစ်အောင်ကြိုးစားကိုယ်တိုင်ကဖြစ်နိုင်သလားဆိုရင်ဖြစ်နိုင်တခြားသူတွေဖြစ်တာမဖြစ်တာကိုယ်နဲ့သက်ဆိုင်ခြင်းမရှိဘူးမိမိကိုယ်တိုင်ဖြစ်အောင်ကြိုးစားအဲ့ဒါလိုကြိုးစားပွားများအထောက်ခြင်းဖြင့်ကိုယ့်ရဲ့ရင်ထဲနှလုံးမှာတဲမှာရှိတဲ့ဒေါသဆိုတဲ့ရန်သူဟာကိုယ်မှာတော့ကင်းသွားတာအဲ့ဒီဒေါသကဒုက္ခပေးတာနဲ့ပြင်ဘက်ကပုဂ္ဂိုလ်ရန်သူကဒုက္ခပေးတာဒုက္ခနှစ်မျိုးရှိရန်သူနှစ်မျိုးရှိတယ်လို့မှတ်ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့ဒေါသဆိုတဲ့ရန်သူကတစ်မျိုးကိုယ်ပေါ်မှာမလိုမုန်းတာဖြစ်နေတဲ့ပုဂ္ဂိုလ်ကရန်သူကတစ်မျိုးအပြင်ရန်သူကတစ်မျိုးအဲ့ဒါလို့ရန်သူနှစ်မျိုးရှိတဲ့ထင်မယ်ဘယ်ရန်သူကိုပို့ပြီးတော့တတိထားရတယ်လဲဘယ်ရန်သူကပို့ပြီးတော့ဒုက္ခပေးနိုင်တယ်လဲစဉ်းစားကြည့်အပြင်ဘက်ကလူပုဂ္ဂိုလ်ဆိုတဲ့ရန်သူဟာကိုယ့်ကိုလှုပ်ချင်မှလှုပ်နိုင်တယ်အခွင့်အရေးတွေအများကြီးတာမှသူဟာကိုယ့်ကိုဒုက္ခပေးလို့ရတယ်အလွယ်တကူနဲ့ကိုယ့်ကိုဒုက္ခပေးလို့မရဘူးသူ့အတွက်အလွန်အမင်းကြီးစိုးရိမ်စရာမရှိဘူးအေးအလွယ်တကူကိုယ့်ကိုဒုက္ခပေးနိုင်တာကိုယ်နှလုံးထဲမှာရှိတဲ့အမုန်းတရားဆိုတဲ့ရန်သူကတော့ကိုယ့်ကိုအချိန်မရွေးဒုက္ခပေးအိမ်နေရင်လည်းဒုက္ခပေးမှာပဲအိမ်ထဲနေရင်လည်းဒုက္ခပေးမှာပဲစားနေရင်လည်းဒုက္ခပေးမှာသူကကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာရောက်နေတဲ့ရန်သူလို့ခေါ်တယ်ခုနကအပြင်ရန်သူကကိုယ့်ကိုဒုက္ခပေးမယ်ဆိုရင်အများဆုံးဟာဒီဘဝမှာကိုယ်အသက်သေးသွားအောင်သူကလုံနိုင်တယ်ပေါ့အများဆုံးလုံနိုင်တာကိုယ်သေးအောင်ကိုယ်ကိုတတ်နိုင်တယ်ဒါအများဆုံးကိုကျိုးပဲ့သွားအောင်လုံနိုင်တယ်ကိုစီးပွားတွေပြတ်သွားအောင်လုံနိုင်တယ်ကိုဒုက္ခရောက်အောင်လုံနိုင်တယ်ဒီအတိုင်းတာတစ်ခုပဲရှိတယ်ကိုရင်ထဲမှာရှိတဲ့ဒေါသဆိုတဲ့အမုန်းရန်သူကြတော့သေသည်ချမ်းမဲ၌အပင်ငရဲကိုပုတ်ပြစ်မယ်အပေါ်ငရဲရောက်တဲ့အခါအမုန်းတရားတွေဟာထပ်ပွားလာလို့ငရဲမှာရှိကြစွာခံရမယ်အဲ့ဒီကနေလွတ်လာတဲ့အခါတိရစ္ဆာန်ဘဝရောက်မယ်အမုန်းတရားတွေနဲ့အချင်းချင်းနှိပ်စက်တာမျိုးဖြစ်မယ်အဲ့ဒီကနေပြီးပြိတ္တာဘဝရောက်မယ်အဲ့ဒီကနေတတ္တခွင့်ရလို့လူဘဝရောက်လာလို့ရှင်အယုတ်ဆိုးအချီးတန်ဖြစ်လာ
ယောဂဝေဒနာများတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်မလှမပတွေဖြစ်လာဟောဒုက္ခပေးလိုက်တာတဘွားတယ်မကဘူးငရဲချပစ်တာလဲသူပဲပြိတ္တဘဝရောက်အောင်လုပ်တာလဲသူပဲတိရစ္ဆာန်ဖြစ်အောင်လဲလုပ်တာသူပဲလူဘဝရောက်လို့ရှိရင်လည်းအယုတ်ဆိုးအချီးတန်ဖြစ်အောင်လှုပ်လိုက်တာလဲသူပဲရှင်တွေကအမုန်းရန်သူဟာပို့ပြီးတော့ဆိုးချိုးတွေကိုဖြစ်ပေါ်စေနိုင်တယ်ဒါကြောင့်မို့လို့သူ့ကိုအရင်ရှင်းနိုင်ဖို့အရေးကြီးတယ်သူနဲ့ပြင်ဘက်ကပုဂ္ဂိုလ်ရန်သူနှစ်ဦးရှင်းလိုက်လို့ရှိရင်ပြင်ဘက်ကပုဂ္ဂိုလ်ရန်သူကဒုက္ခပေးနိုင်တာအနည်းငယ်မျှသာရှိတယ်အတွင်းရန်သူဖြစ်တဲ့အမုန်းတရားကဒုက္ခပေးတာအလွန်ကြီးမားတယ်လို့ဒီလိုမှတ်သားတာပေါ့ဒါကြောင့်မို့လို့မိမိရဲ့တဏ္ဍာမှာမေတ္တာတရားတည်ဆောက်ဖို့ကပိုအရေးကြီးတယ်လူတိုင်းမေတ္တာတရားတည်ဆောက်ခြင်းအပြင်မိမိမေတ္တာရဲ့အစွမ်းသက်ရောက်မှုဟာအများထဲမှာနော်မြစ်ထဲကရေတစ်စက်ပဲဖြစ်စေကိုယ့်ရဲ့မေတ္တာသက်ရောက်မှုဟာကောင်းကျိုးချမ်းသာကိုမိမိကိုယ်တိုင်ကိုတော့ကြီးမားတဲ့အကျိုးကျေးဇူးတွေကိုဖြစ်ပေါ်စေမှသိကြတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအင်္ဂုတ္တရနိကေလာတဲ့မေတ္တာနိတန္တမေတ္တာသုတ်တဆိုတဲ့ထဲမှာမြတ်စွာဘုရားကဘယ်ပုံဟောလဲယဟန်တွေကိုတိုက်တွန်းပြီးတပိသာဝကတွေကိုတိုက်တွန်းနှိုးဆော်ပြီးတော့မြတ်စွာဘုရားဟောတဲ့တရားမေတ္တာယဘိက္ခွေစေတောဝိမု ക്തി ယအာတိဝိတာယဘာဝိတာယလို့အစချီပြီးတော့မြတ်စွာဘုရားကမေတ္တာရဲ့အကျိုးတွေကိုဧကာဒတအာနိတန္တာပါတိခင်္ခာတဲ့စေတောဝိမု ക്തി လို့ဆိုတဲ့ဒေါသကလွတ်မြောက်တဲ့ဒေါသကလွတ်သွားတဲ့မေတ္တာတရားကိုယ်တဏ္ဍာမှာဖြစ်ပွားအောင်လုပ်နိုင်ပြီဆိုလို့ရှိရင်တဲ့လုပ်တဲ့ပုဂ္ဂိုလ်ဟာအလဟတမဖြစ်ပါဘူးနော်ကိုမေတ္တာပွားသည့်အတွက်ကြောင့်တစ်ဖက်သားတွေငြိမ်းချမ်းမှုရသည်ဖြစ်စေမရသည်ဖြစ်စေမိမိအတွက်ကတော့ကြီးမားသောအကျိုးကျေးဇူးတွေကိုရပါတယ်မြတ်စွာဘုရားဒီလိုဟောအဲ့ဒီမှာမေတ္တာဆိုတာကိုစေတောဝိမု ക്തി ဆိုအမုန်းကလွတ်ကင်းသွားသည့်ထိအောင်ပွားနိုင်ရမယ်ခုနပြောတဲ့နံပါတ်1 2 3 4တပြေးညီဖြစ်သွားအောင်တစ်ပေါ်မှာစိတ်ထားတလို့2နဲ့3 4ပေါ်မှာလဲစိတ်ထားတူညီတဲ့စိတ်ထားနိုင်အောင်အမုန်းတရားတွေလုံးဝရင်ထဲကနေကင်းစင်သွားတော့အမုန်းတရားတွေကစိတ်ကလေးလွတ်မြောက်သွားသည့်ထိအောင်မေတ္တာတရားကိုပွားရမယ်တဲ့အဲ့ဒါကိုမေတ္တာစေတောဝိမု ക്തി လို့ခေါ်အဲ့ဒီမေတ္တာစေတောဝိမု ക്തി ဆိုတာဇံရသည့်ထိအောင်ပွားတဲ့မေတ္တာမျိုးကိုဆိုလို့တယ်တမ္မာမေတ္တာပို့တဲ့အပို့မျိုးမဟုတ်ဘူးခိုင်မာတဲ့မေတ္တာမျိုးပြောတာခိုင်မာတဲ့စိတ်ဓာတ်မေတ္တာစိတ်ဓာတ်ကဘလောက်ထိအောင်ထားနိုင်တယ်လဲဆိုတဲ့ကြံ့ခိုင်တဲ့မေတ္တာစိတ်ဓာတ်အာတိဝိတတလီတစားလုံးမယ်ဘာဝိတကိုယ့်ရဲ့ရင်ထဲမှာဖြစ်အောင်လုပ်မယ်ဘဟုလိကတချိန်အချိန်ဖန်များစွာလုပ်မယ်ဆိုရင်တစ်ဆက်တစ်မျိုးသောအကျိုးအာနိသင်တွေကိုရရှိခံစားနိုင်တယ်လို့ဒါလိုဆိုတယ်အဲ့ဒီမှာမေတ္တာကိုဘလောက်ထိအောင်အသုံးပြုတယ်လဲလို့ဆိုရင်မေတ္တာတရားသည်ကိုယ့်အတွက်စီးเสียရင်တစ်ဖွဲ့ဖြစ်တယ်လူတွေဟာခရီးသွားတဲ့အခါမှာဒီကနေ့ခေတ်မှာကားစီးပြီးတော့ကိုယ်ကားလေးနဲ့ကိုယ်သွားကြသလိုသွားရနေရဘယ်မှာပဲသွားမေတ္တာဆိုတဲ့စိတ်နှလုံးမှာမေတ္တာဆိုတဲ့တရားလေးကိုကိုယ့်ရဲ့စီးရင်သဘောမေတ္တာလေးနဲ့ပဲသွားနေတယ်သွားရမှလည်းမေတ္တာနဲ့ပဲသွားတယ်ကိုယ်စီးတဲ့ရင်သဖွယ်ကားရင်သဖွယ်အသုံးချတယ်ကာယတဲ့ဘွယ်သုံးချသလိုမေတ္တာဟာဥပမာပဲကိုယ့်ရဲ့မိတ်ဆွေပေါ်မှာမေတ္တာထားကြနာလားကိုယ်နဲ့မသိတဲ့အပေါ်မှာမေတ္တာထားကြနာလားကိုယ့်ရဲ့ရန်သူပေါ်မှာမေတ္တာထားကြနာလားဘယ်ဘက်ကိုဥလဲပေးလိုက်ကားလေးဟာဘယ်ဘက်လှည့်မောင်းလမ်းရှိတဲ့နေရာသွားတာအဲ့ဒါလိုပဲကိုယ့်ရဲ့မေတ္တာဟာကိုယ်အသုံးပြုတဲ့ယင်လိုပဲဘယ်ဘက်ကိုဥလဲ
ရောက်သွားနိုင်တဲ့အနေအထားမျိုးဖြစ်အောင်လုပ်တာယာနိကတရင်သဖွယ်ဖြစ်အောင်မေတ္တာကိုပွားခဲ့ဝိထုကတမေတ္တာပေါ်မှာကိုယ့်ရဲ့ယတ္တိယ ground အခြေခံအမာခံကြီးတစ်ခုဖြစ်အောင်ပွားအနုဋ္ဌိတဆိုမေတ္တာကိုအခိုင်အမာတည်ဆောက်တာပရိစိတမေတ္တာကိုပဲအမြဲတမ်းလေ့ကျင့်ထားတယ်မေတ္တာကိုလေ့ကျင့်ထားသည့်အတွက်ကြောင့်အမုန်းတရားကိုဟန့်တားထားနိုင်တယ်သူတမရတ္ထမေတ္တာပေါ်မှာအချိန်များစွာကြိုးပမ်းအားထုတ်ထားပြီဆိုလို့ရှိရင်တဲ့မေတ္တာရဲ့အကျိုးကျေးဇူးဟာ17မျိုးထိအောင်ရရှိနိုင်တယ်လို့ဟောဒီလိုမြတ်စွာဘုရားမေတ္တာရဲ့အကျိုးကျေးဇူးကိုယ်ပိုင်ရနိုင်တဲ့အကျိုးကျေးဇူးတွေဟာကိုယ်နဲ့သက်ဆိုင်တဲ့အကျိုးကျေးဇူးတွေမြတ်စွာဘုရားရှင်းပြနံပါတ်1ကဘာလို့ဆိုရင်ဒုက္ခံသုပတိမေတ္တာနှလုံးသားရဲ့ပိုင်ရှင်ဟာအိတ်တဲ့အခါမှာချမ်းသာတာအိပ်ပျော်တယ်အေးမေတ္တာပြတ်နေပြီဆိုလို့ရှိရင်ချမ်းသာတာအိပ်ပျော်ဖို့မရှိနိုင်ဘူးချမ်းသာတာအိပ်ပျော်မှုကိုဖြစ်ချင်တယ်ချမ်းသာတာအိပ်ရတယ်ဆိုတဲ့ပုဂ္ဂိုလ်မေတ္တာနှလုံးသားနဲ့ပြည့်ဝတဲ့ပုဂ္ဂိုလ်မျိုးပဲဖြစ်တယ်ချမ်းသာတာအိပ်ရတယ်လို့နံပါတ်1အကျိုးကချမ်းသာတာအိပ်ရမှနိုးတယ်အချို့ကြတော့နိုးလာတဲ့အခါလဲပြူပြူပြဲတယ်နော်ဟိုချမ်းသာတာအိပ်ရတဲ့အချိန်လေးမှာပဲဟိုအိတ်ကောင်းခြင်းမအိပ်ရနိုးလာတဲ့အခါမှာလဲစိတ်တည်ငြိမ်မှုကိုမရမေတ္တာနှလုံးသားပိုင်ရှင်ကြတော့အိတ်တော်လဲနှစ်ချိုက်အိပ်ပျော်လာတဲ့အခါမှာလဲလန်းဆန်းနဲ့ဒီလိုနိုးလာတာအိတ်နေတဲ့အချိန်မှာလဲနံပါတ်3ကနပါပကံသူပိနံပတ္တတိအိမ်မက်ဆိုးတွေမမက်ဘူးမေတ္တာလေးဟင်းနေတဲ့နှလုံးသားပိုင်ရှင်တွေဟာအိတ်တဲ့အခါအိမ်မောကျသွားတာအိပ်ပျော်သွားတာနဲ့တပြိုင်နက်ကြားနဲ့တွေ့ရတာတို့ဆင်နဲ့တွေ့ရတာတို့ရန်သူနဲ့တွေ့ရတာတို့မောလို့ပန်းလို့အိပ်ပျော်နေတဲ့အတွင်းမှာတောင်တိုက်ခိုက်နေရတဲ့ဟာမျိုးတွေကြုံရတတ်တယ်လန့်ဖြန့်နေရတာမျိုးတွေနဲ့ကြုံရတတ်တယ်အိမ်မက်ဆိုးတွေမက်တတ်တယ်တဲ့မေတ္တာမရှိဘူးမေတ္တာပွားများအားထုတ်မယ်ဆိုရင်အိမ်မက်ဆိုးတွေလည်းကျင်းသွားတယ်နှစ်ချိုက်အိပ်ပျော်ပြီးတော့အိမ်မက်ဆိုးတွေမမက်ဘူးအလွန်နှစ်ချိုက်စရာကောင်းတဲ့အိမ်မက်ကောင်းလေးတွေလှပလေးတွေမက်ပြီးတော့နိုးလာတဲ့အခါမှာလည်းကြီးလင်းဒီလိုဖြစ်တယ်လို့ဒီလိုဆိုအဲ့ဒါတင်လားလို့ဆိုမေတ္တာနှလုံးသားပိုင်ရှင်ဟာမနုဿာနံပိယောတဲ့ကိုယ်နဲ့ပတ်သက်လာတဲ့ပုဂ္ဂိုလ်တွေကိုယ်နဲ့ဆုံစည်းတဲ့ပုဂ္ဂိုလ်တွေအားလုံးကကိုယ့်ပေါ်မှာချစ်ခင်လာကြတယ်ဘာဖြစ်လို့ချစ်ခင်နေဆိုရင်မေတ္တာနှလုံးသားပိုင်ရှင်ရဲ့မျက်နာတို့ပြောတာဆိုတာတို့သွားရလာတာတို့ကအစတစ်ဖက်သားမှာကျေနပ်เสียရဖြစ်လာသူမျက်နာရဲ့ကြည်လင်အေးချမ်းမှုကိုကြည့်ပြီးကြံတဲ့ပုဂ္ဂိုလ်တွေဟာလည်းသူ့ရဲ့အပြုံးကြောင့်ကြံတဲ့ပုဂ္ဂိုလ်တွေဟာလည်းခင်မင်သွားကြတယ်ဒီလိုဆိုလိုတာပေါ့နော်အေးတချို့ကြတော့မေတ္တာခင်မဲ့တဲ့ပုဂ္ဂိုလ်ဈေးရောက်တဲ့အခါကြည့်လေဈေးရောက်တဲ့အခါမှာဈေးဝယ်လာတဲ့လူဟောမေတ္တာထားနိုင်တဲ့လူနဲ့မထားတဲ့လူဟာအလုံးကွာခြားတယ်အလုံးကွာခြားမေတ္တာထားတဲ့ပုဂ္ဂိုလ်ရဲ့စီမလာဝယ်ရတဲ့ပုဂ္ဂိုလ်ဟာတစ်ခါနှစ်ခါလာခြင်းလားအဲ့ဒီလိုဖော်ရတာတို့ဆက်ဆံတာတို့ဆိုတာအမုန်းကင်းစင်တဲ့ပုဂ္ဂိုလ်ရဲ့ပဂတိကြည်လင်တဲ့မျက်နှာထားမှာပေါ်လာတတ်တယ်တဲ့ဒါကြောင့်မို့လို့လူများစုကချစ်ခင်တယ်အေးကိုမမြင်ရတဲ့တရားတွေလို့ဆိုတဲ့လူမဟုတ်တဲ့တရားတွေကလည်းကိုယ့်ပေါ်မှာချစ်ခင်ရတယ်တဲ့ဟောနံပါတ်5အနေနဲ့ကိုယ့်ပေါ်မှာချစ်ခင်ရုံနဲ့မကဘူးဒေဝတာရက္ခန္တိကိုမမြင်ရတဲ့နတ်တွေကလည်းကိုယ့်ကိုစောင့်ရှောက်တယ်လို့ဆိုတာဘေးရန်အန္တရာယ်တွေမကြရအောင်တခုခုနဲ့တတိပေးလေးရှိကြတယ်တတိပေးလေးရှိရတယ်မသွားတဲ့နေရာမသွားဘူးမလုပ်တဲ့နာမလုပ်ဖို့ဆိုတာအိမ်မက်လိုဘာလိုကိုယ့်ကိုကူညီစောင့်ရှောက်ပေးတယ်အန္တရာယ်ကြုံမှာဆိုရင်မကြုံရအောင်ထိမ့်သိမ်းစောင့်ရှောက်ပေးတယ်ကူညီတယ်ဆောင်ရွက်တယ်အိမ်နာနေခြင်းမေတ္တာရှိပြီဆိုရင်ကိုခရီးသွားလို့အိမ်တကားပိတ်ထားတောင်အိမ်နာနေခြင်းတွေကကြည်ပေးတယ်ဆိုတာလို့နတ်တွေကကိုယ့်ကိုကူညီစောင့်ရှောက်ပေးထားတယ်ဒီလိုပြောတာနော်
နမခွန်အနေနဲ့ရနိုင်တဲ့အကျိုးကျေးဇူးတစ်ခုကဘာတော့လို့ဆိုလို့ရှိရင်မေတ္တာနှလုံးသားပိုင်ရှင်မိဘနဲ့တွေ့လဲမီးလောင်မခံရဘူးအစိတ်စားမိလို့ရှိရင်လည်းသူဟာအစိတ်မတက်ဘူးတစ်ဖက်သားကပြစ်လိုက်တဲ့လက်နဲ့တွေလည်းသူ့ကိုထိမှန်ခြင်းမရှိဘူးလို့လက်နဲ့တို့အစိတ်တို့မီးတို့ဆိုတာသူခန္ဓာကိုယ်ရောက်ရှိပြီးတော့မလာဘူးမေတ္တာရဲ့စွမ်းတတ္တိကြောင့်မို့လို့လက်နဲ့ဟာလည်းသူ့ပေါ်မှာစူဝင်သွားတာမရှိဘူးမိကလည်းသူ့ကိုလောင်နိုင်စွာမရှိဘူးအစိတ်ကလည်းသူစားမိအောင်တော့သူ့ရဲ့သွေးသားကိုဒုက္ခမပေးဘူးလို့ဆိုတယ်မေတ္တာနှလုံးသားပိုင်ရှင်မှာအဲ့ဒီလိုအကျိုးကျေးဇူးတွေကိုလည်းရရှိနိုင်တယ်လို့ဒီလိုဆိုတယ်နံပါတ် 8 ကျတော့တုဝတ္တံစိတ်တံသမာဓိယတိမေတ္တာအလေးချင်းလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်ဓာတ်တည်ငြိမ်မှုလင်းလင်းမြန်မြန်ရရှိနိုင်တယ်သမာဓိစွမ်းအားတွေပိုကောင်းလာနိုင်တယ်စိတ်ဓာတ်တည်ငြိမ်မှုတွေထက်မြက်လာတယ်ဒီလိုဆိုလို့တယ်နံပါတ် 9 အကျိုးမျိုးကြတော့ဘာတော့မုခဝဏောပတိရတိမေတ္တာနှလုံးသားရဲ့ပိုင်ရှင်ရဲ့မျက်နှာအစဲဟာအမြဲတမ်းကြည်လင်အေးချမ်းနေတယ်ဆိုရယ်မျက်နှာပိုင်ရှင်ဖြစ်တယ်နောက်ဆုံးအချိန်ရောက်လာတဲ့အခါမှာဒီနံပါတ် 10 ကျတော့အတ္တမုံသောကာလံကရောတိတည်တဲ့အခါမှာလည်းပဲယုံကံလှုပ်ရှားပြီးတော့အော်ဟစ်ညည်းညူပြီးတည်ရတာမဟုတ်ပဲနဲ့အိပ်ပျော်သွားသလိုသေဆုံးသွားတာမျိုးတွေးဝေပြီးတော့မတည်ရပဲနဲ့စိတ်နှလုံးကအေးချမ်းစွာနဲ့စကားတပြောပြောနဲ့အိပ်ပျော်သွားသလိုသေဆုံးသွားတာမျိုးဖြစ်တယ်အင်မတန်မှမေတ္တာရဲ့အကျိုးတွေရှိနံပါတ် 11 ကျတော့အဲ့ဒီမေတ္တာတရားကိုအခြေခံပြီးတော့ဝိပဿနာတရားအားထုတ်မယ်အားထုတ်လို့အထက်မဲ့ဖို့တွေမရောက်ဘူးဆိုတော့မေတ္တာတရားအခြေခံပွားများထားတဲ့ပုဂ္ဂိုလ်တယောက်မေတ္တာနှလုံးသားပိုင်ရှင်ဆန်းဆိုတဲ့တမာတိစွမ်းအားတွေရခြင်းကြောင့်သူဟာတည်တဲ့အခါမှာလူပြေနတ်ပြေကိုကြော်ဖြတ်ပြီးတော့သက်တမ်းရှိကြတဲ့ဗြဟ္မပြေမှာဗြဟ္မာသွားဖြစ်နိုင်သေးတယ်လို့ဟောတယ်လို့ဆိုတာနော်အမြင့်ဆုံးအကျိုးအဲ့ဒါလောက်ထိအောင်အကျိုးကျေးဇူးတွေရရှိနိုင်တယ်လို့မြတ်စွာဘုရားကဒီလိုမေတ္တာရဲ့အကျိုးကျေးဇူးတွေကိုဟောကြားဆုံးမတော်မူခဲ့တာဖြစ်ပါတယ်တရားချိတ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီကနေ့ပူလောင်ပြီးတော့လူတွေရဲ့အတွင်းမှာငြိမ်းချမ်းမှုတွေဆုံးရှုံးနေတဲ့ဒီကနေ့ကဘာမှာမေတ္တာတရားဟာအလိုအဆုံးသောတရားဖြစ်သည့်အတွက်ကြောင့်လူတိုင်းရဲ့နှလုံးသားထဲမှာမေတ္တာရောက်အောင်အားလုံးမရောက်နိုင်လို့ရှင်မိမိတို့ရဲ့အသီးသီးရဲ့နှလုံးသားထဲမှာမေတ္တာတရားရောက်အောင်တို့တွေကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီနှလုံးသွင်းပြီးတော့မေတ္တာတရားကြိုးစားပွားများအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့အောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရတိတဝေတံဘဝယံတုသူကန္တကာမေတ္တာပုံနေတုသင်္ကမာ
စုပေါင်းပို့အပ်မေတ္တာတဟုရောင်မြူပါဝင်းငွေလမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွတ်မဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်ထာဝရအေမြတ်ကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာဇာပန်တို့သည်ဖုံးလန္တဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေတဲ့ရောရှက်သင်ပြန်ပီတိတိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း